အားလုံးပဲမင်္ဂလာပါဗျာတန်စင်ဖူကနေကြူဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဖက်ကပောင်ကျော်လေးကိုမျှဝေပေးခြင်းပါတယ်ကျဲဥကိုအရင်ဆုံးကြော်ပါမယ်ကျဲဥကြော်တဲ့နေရာမှာတော့ကိုအကျက်ကြရင်အကျက်ကြော်ပါ half fry ကြရင်လည်း half fry ပဲကြော်ပါကျဲဥလေးကြော်ပြီးသွားပြီဆိုရင်တော့အတုံးသေးသေးလေးတွေတုံးထားတဲ့ကြက်သားကိုစီရနေငယ်နဲ့ကြော်ပြီးတော့မှွေပေးပါမယ်ဘာရတာမှမနဲ့ထားပါဘူးဒီတော့ကျက်သွန်းဖြူနဲ့ငှက်သီးမဲ့တော့အညက်တညက်လေးထောင်းထားတာကိုပါထည့်ပြီးစီတက်ပါမယ်။နိုင်လေးမွေးလာပြီဆိုရင်တော့လီထားတဲ့ပဲသီးကိုထည့်ပါမယ်။ပဲသီးနဲ့ငယ်နွမ်းလာပြီဆိုရင်တော့ခယူးစီဘဲငပြရဲ့နောက်စော်စိမ်းကိုထည့်ပါတယ်။ဘဲငပြရဲ့အကျဲမရှိလို့စော်စိမ်းကိုတုံးထားပါတယ်။ခဏလောက်မှွေပြီးရင်တော့ရတာအတွက်တခြားကြက်သားမုတ်ကိုထည့်ပါတယ်။စားတို့အချိုမုတ်တို့မသုံးပါဘူးအလုံးရတာလေးအဆင်ပြေသွားပြီဆိုရင်တော့စိတ်ကြိုက်ဖြစ်ပြီးဆိုရင်နောက်ဆုံးအနေနဲ့ခပောင်ရွက်လေးကိုထည့်လိုက်ပါတယ်ခပောင်ရွက်လေးကိုမဲသွားတဲ့အထိမကြော်ရပါဘူးနည်းငယ်နွမ်းပြီးအနှံ့လေးမွေးလာပြီဆိုရင်ဖခပောင်ကြော်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ